မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Life and Talk Channel မှာကြိုဆိုပါတယ်ဒီနေ့မိတ်ဆွေတို့ကိုဆက်လက်မျှဝေပေးခြင်းတဲ့နောက်ထပ် topic တစ်ခုကတော့ growth mindset လို့ခေါ်တဲ့တိုးတက်ပွင့်လင်းတဲ့အတွေးခေါ်နဲ့ဒီအတွေးခေါ်ရဲ့ရှည်ခြင်းရဲ့အကျိုးကျေးဇူးကိုကျွန်တော်တို့ဆက်လက်ပြီးတော့ sharing လုပ်ပေးခြင်းပါတယ်ဒီတော့ growth mindset ဆိုတာပါလေအရင်ရက်တွေကပြောခဲ့တဲ့ fixed mindset တို့ comfort zone တို့နဲ့ဒီနေ့ပြောမယ် growth mindset လို့ခေါ်တဲ့တိုးတက်ပွင့်လင်းတဲ့အတွေးခေါ်ဟာဆက်ဆက်မှုရှိတဲ့အကြောင်းအရာတွေဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့တတောင်တတရှိတဲ့ရန်ဝန် comfort zone နဲ့မထွက်နိုင်ဘူး fixed mindset မှာပဲအမြင့်တွဲနေမယ်ဆိုရင်တော့တိုးတက်ပွင့်လင်းတဲ့အတွေးခေါ် growth mindset စီကိုရောက်အောင်ရှောင်လန်းဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒီတော့ဒီနေ့ကျွန်တော်တို့ Life and Talk Channel အနေနဲ့ growth mindset နဲ့ပတ်သက်တဲ့အပိုင်းကိုဆွေးနွေးမျှဝေခြင်းပါတယ်ပထမဆုံးအရေးကြီးတဲ့အချက်ကတော့ growth mindset လို့ခေါ်တဲ့တိုးတက်ပွင့်လင်းတဲ့အတွေးခေါ်ရှိဖို့ဒီလိုရှိတဲ့သူတွေက comfort zone လို့ခေါ်တဲ့တတောင်တတရပ်ဝန်းကိုကျော်လွန်ပြီးရှောင်လန်းနိုင်ဖို့လိုတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်တတောင်တတရှိတဲ့ comfort zone ကိုကျော်လွန်ပြီးရှောင်လန်းနိုင်ရမယ်fixed mindset လို့ခေါ်တဲ့ဆွဲမြဲပိတ်လောင်နေတဲ့အတွေးခေါ်ကိုထိုက်တဲ့တဲ့အချိန်မှာစွန့်ပစ်နိုင်တဲ့အနေအထားရှိရမယ်။ဒါမှသာသူတို့ဟာစိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ပြီးတော့စိတ်အားထက်သန်စွာနဲ့ရှေ့ကိုတက်လှမ်းနိုင်ဖြစ်ပါတယ်။ဒီတော့ growth mindset ရှိခြင်းကဘယ်လိုအကျိုးကျေးဇူးတွေရှိမလဲ။ဒီအပိုင်းကိုကျွန်တော်တို့ဒီနေ့ကြည့်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ growth mindset ဟာအခက်အခဲတွေကိုဉာဏ်ရည်ဉာဏ်သွေးနဲ့ကျော်လွှားမယ်အရေးချင်းတွေကိုတိုးတက်အောင်လှုပ်ဆောင်မယ်လို့ယူဆတဲ့အတွေးခေါ်ယူဆတဲ့ဖြစ်ပါတယ်အခက်အခဲတွေကိုအခွင့်အရေးလို့ရှုမြင်ပြီးဘယ်လိုကျော်လွှားမလဲကိုယ့်ရဲ့အရေးသွေးကိုဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတာဟာစဉ်းစားတဲ့ချင်းကပ်ပုံဟာ growth mindset ပဲဖြစ်ပါတယ်တိုးတက်ပွင့်လင်းတဲ့အတွေးခေါ်ပဲကျွန်တော်တို့ဖြစ်ပါတယ်တစ်ဖက်မှာ growth mindset လို့ခေါ်တဲ့တိုးတက်ပွင့်လင်းတဲ့အတွေးခေါ်အကြောင်းကိုမပြောခင်မှာလူတွေမှာများသောအားဖြင့်အတွေးခေါ် mindset နှစ်မျိုးရှိတတ်ပါတယ်တစ်မျိုးကတော့ရှေ့မှာရခိုင်နေ့တုန်းကကျွန်တော်တို့ပြောခဲ့တဲ့ဆွေးမြဲပိတ်လောင်တဲ့ထားတဲ့အတွေးခေါ် fixed mindset နဲ့ဒီနေ့ပြောမဲ့တိုးတက်ပွင့်လင်းတဲ့အတွေးခေါ် growth mindset တို့ပဲဖြစ်ပါတယ်ဆွေးမြဲပိတ်လောင်နေတဲ့အတွေးခေါ် fixed mindset ရှိတဲ့သူတွေကတော့ရေဘူးရာအဖြစ်သူတို့ရဲ့ဉာဏ်ရည်ဉာဏ်သွေးနဲ့အရေးချင်းတွေကဒါဟာမွေးရပါအရာတွေဖြစ်တယ်မွေးရပါကံတရားနဲ့ပတ်ဝန်းကျင်ပေါ်မှာသူတို့ဟာရက်တည်နေရတယ်ပြောင်းလဲလို့မရဘူးလို့ယုံကြည်ကြတဲ့သူတွေများပါတယ်ဖြစ်ပါတယ်ဒါကြောင့်သူတို့ဟာအောင်မြင်မှုရဖို့အတွက်ကြိုးစားအားထုတ်မှုကိုတစ်ခါတည်းမှာအရေးမထားရကြဘူးမွေးရပါအရေးချင်းနဲ့ကံတရားကိုပဲအားကိုးနေတတ်ကြတဲ့လူမျိုးတွေများတယ်ဆိုတာကျွန်တော်တို့တွေ့ရှိရပါတယ်ဒီတော့ခက်ခဲတွေနဲ့ကြုံတွေ့လာတဲ့အခါမှာအလွယ်တကူကြော်လွှားဖို့ကိုခက်ခဲသွားနိုင်တယ်အလွယ်တကူလက်လျှော့တတ်ကြတယ်ရှုံးနေမှာကိုဘဝရဲ့အေယာမသင်္ကေတကြီးအဖြစ်မှတ်ယူပြီးတော့အမြဲတမ်းစိုးရိမ်နေတတ်ကြတယ်ဆိုတဲ့အနေအထားကိုကျွန်တော်တို့တွေ့ရပါတယ်သူနဲ့ဆက်ချင်ပဲတိုးတက်ပွင့်လင်းတဲ့ဒီနေ့ပြောမယ့်အကြောင်းအရာဖြစ်တဲ့ growth mindset ရှိတဲ့သူတွေကဘယ်လို features တွေရှိသလဲသူတို့ဟာဉာဏ်ဉာဏ်သွေးနဲ့အရေးချင်းတွေကိုကြိုးစားအားထုတ်ယူကြတယ်သင်ယူလေ့လာမှုကတစ်ဆင့်စိတ်အားထက်သန်စွာသူတို့ရဲ့ဘဝကိုတိုးတက်အောင်လှုပ်ဆောင်နိုင်တယ်လို့ယုံကြည်သူတွေဖြစ်ပါတယ်သူတို့ဟာအခက်အခဲတွေကိုစိန်ခေါ်မှုတစ်ခုအစမ်းသက်ခံအနေအထားတစ်ခုဖြစ်မြင်ပြီးတော့ဒီအခက်အခဲတွေကိုကျော်လွှားနိုင်ဖို့အတွက်ပို့ပြီးတော့ကြိုးစားအားထုတ်ကြတယ်ပညာဉာဏ်နဲ့ချင့်ကပ်လေ့လာကြတယ်အမှားတွေကြုံတွေ့ရင်လည်းဒါကိုအကြီးကျယ်စိတ်သက်ကြဆင်းနေတာမျိုးမဟုတ်ဘဲနဲ့သင်ယူလေ့လာစရာအခွင့်အလမ်းတစ်ခုဖြစ်မှတ်ယူတတ်ကြတယ် lesson learn ဖြစ်မှတ်ယူပြီးတော့ဒီအမှားတွေကတစ်ဆင့်အနာဂတ်မှာပိုပြီးကောင်းတဲ့ရလဒ်တွေထွက်လာအောင်ပိုပြီးကောင်းတဲ့အနေအထားတစ်ခုကိုရောက်အောင်သူတို့ကလှုပ်ဆောင်တတ်ကြတဲ့လူတွေဖြစ်ပါတယ်ဒါက growth mindset လို့ခေါ်တဲ့တိုးတက်ပွင့်လင်းတဲ့အတွေးခေါ်ရှိတဲ့သူတွေရဲ့အင်္ဂါရဲ့ဝိသေသလက္ခဏာဖြစ်ပါတယ်ဒီတော့တိုးတက်ပွင့်လင်းတဲ့အတွေးခေါ်ကိုကျွန်တော်တို့ပိုင်ဆိုင်ဖို့လိုတယ် growth mindset ပိုင်ဆိုင်ပြီးဆိုရင် growth mindset ကိုကျွန်တော်တို့ရှိအောင်လေ့ကျင့်ပြိုးထောင်ထားမယ်ဆိုရင်အကျိုးကျေးဇူးကဘာတွေရှိမလဲနံပါတ်1ချက်ကတော့လူတူးချင်းစီအတွက်ကောအဖွဲ့အစည်းတစ်ခုလုံးအတွက်ပါအများအပြားအကျိုးရှိစေတယ်ဆိုတာကိုကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့ growth mindset ရှိပြီဆိုရင်လူတိုင်းကစိတ်အားထက်သန်မှုအားကောင်းတယ်တိုးတက်တဲ့အတွေးခေါ်တွေရှိတဲ့အတွက်သူတို့ရဲ့ပန်းနိုင်ကိုရောက်ဖို့အတွက်ပိုပြီးစိတ်အားထက်သန်ကြတယ်အခက်အခဲတွေကြုံခဲ့ရင်လည်းလွယ်လင်းတကူအားလျှော့ခြင်းမရှိဘူးပိုပြီးတော့ကြိုးစားအားထုတ်လေးရှိတယ်အခက်အခဲဟာသူတို့အတွက်အစမ်းသက်ခံနေဖြစ်သူတို့ယုံကြည်တယ်အောင်မြင်မှုကိုရဖို့အတွက်ဒါဟာအရေးပါတယ်ဆိုတာကိုကောင်းကောင်းသိပါတယ်နောက်တစ်ခုကတော့ growth mindset ရှိတဲ့သူတွေကပုံမကောင်းမွန်တဲ့ resilient ခံနိုင်ရည်စွမ်းအားရှိပါတယ်အခက်အခဲနဲ့ရှုံးနိမ့်မှုတွေကဘဝရဲ့စိတ်ပိုင်းတစ်ခုအဖြစ်သူတို့သဘောထားတယ်ဒါကိုကောင်းကောင်းနားလည်တယ်ဒါကြောင့်မလို့သူတို့ဟာရှုံးနိမ့်မှုအပေါ်မှာသူတို့ရဲ့အကြီးအကျယ်အားနည်းချက်ကြီးတစ်ခုဖြစ်သူတို့ဟာခံစားမှတ်ယူလိမ့်မရှိဘူး lesson learn သင်ခန်းစာတစ်ခုဖြစ်မှတ်ယူပြီးတော့နောက်တစ်ချိန်ပုံမကောင်းအောင်ဘယ်လို strategy ဘယ်လို view ဟာနဲ့တွားမလဲဆိုတာကိုသူတို့ဟာစူးစမ်းပြုပြင်လေးရှိတဲ့လူတွေဖြစ်ပါတယ်နောက်ကျူးကျေးဇူးတစ်ချက်ကတော့သင်ယူလေ့လာမှုကိုပိုပြီးနှစ်မြုပ်လာခြင်းဖြစ်ပါတယ်
ပါတယ်အဲ့တော့ဒီဘက်ခေတ်မှာသင်ယူလေ့လာမှုဟာအင်မတန်အရေးကြီးပါတယ် growth mindset ရှိတဲ့လူတွေကအသက်အရွယ်နဲ့မဆိုင်ပါဘူးအမြဲတမ်းအသစ်ဆန်းတွေကိုလေ့လာသင်ယူဖို့စိတ်အားထက်သန်ကြတယ်သူတို့ဟာအသိပညာနဲ့အရေးချင်းတွေကို daily life မှာပို့ပြီးတော့တိုးတက်အောင်လုပ်သွားကြတယ်လေ့လာဖို့အတွက်လည်းသူတို့ကအမြဲတမ်းအဆင်သင့်ဖြစ်နေတဲ့သူတွေဖြစ်တယ်ဒါကြောင့်မလို့သူတို့ဟာသင်ယူလေ့လာခြင်းကိုဘဝရဲ့ပျော်ရွှင်စရာအင်္ဂါရပ်တစ်ခုဖြစ်မှတ်ယူပြီးတော့ကျင့်သုံးကြတဲ့သူတွေဖြစ်ပါတယ်နောက်တစ်ခုကတော့ပုံမကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်ပါတယ် growth mindset ရှိတဲ့သူတွေက open ပို့ပြီးတော့ဖြစ်တယ်အခြားသူတွေနဲ့ဆက်ဆံတဲ့အခါမှာဆက်ဆံရေးပို့ပြီးကောင်းမွန်တဲ့အနေအထားရောက်လာတယ်ဆိုတော့တွေ့ရပါတယ်တခြားသူတွေရဲ့အောင်မြင်မှုတွေကိုပို့ပြီးအားပေးထောက်ခံတတ်ကြတယ်တခြားသူတွေရဲ့အမြင်ကိုလည်းလေးလေးစားစားနဲ့ယူတတ်ကြတယ်တခြားလူတွေစီကဘာသင်ယူလေ့လာလို့ရမလဲဆိုတာကိုသူတို့ကအမြဲတမ်းချစ်တတ်တဲ့သူတွေဖြစ်တယ်ဒါကြောင့်မလို့အဖွဲ့အစည်းတွင်းမှာပုံမကောင်းမွန်တဲ့ပူပေါင်းဆက်ဆံရေးနဲ့ဆက်ဆံနိုင်စွမ်းကိုတည်ဆောက်နိုင်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါက growth mindset ရှိခြင်းရဲ့အားသာချက်အကျိုးကျေးဇူးတွေဖြစ်ပါတယ်နောက်တစ်ခုကတော့ growth mindset ရှိတဲ့သူတွေကပိုပြီးမြင့်မားတဲ့အောင်မြင်မှုစီကိုတွားနိုင်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒီတော့တိုးတက်တဲ့အတွေ့အခေါ်ရှိတဲ့သူတွေကသူတို့ရဲ့ဘဝမှာဘာကြောင့်ပုံမမြင့်မားတဲ့အောင်မြင်မှုရနိုင်ခြေပိုများတယ်လဲရှေ့မှာပြောခဲ့သလိုပါပဲဘလို့အခက်အခဲမျိုးကိုပဲဖြစ်ဖြစ်စိန်ခေါ်မှုတွေကိုပဲဖြစ်ဖြစ်သူတို့ဟာအကောင်းမြင်တယ်တန်နိုင်တဲ့ကြော်လွှားဖို့ကြိုးစားတယ်ရင်ဆိုင်ဖို့မကြောက်ရွံ့ဘူးနောက်တစ်ခုကတော့တိုးတက်တဲ့အတွေ့အခေါ်ကိုဘလို့တိဆောက်အောင်မလဲဆိုတာကိုလည်းသူတို့ကသိတဲ့သူတွေဖြစ်ပါတယ်ဒီအတွေ့အခေါ်တွေရည်သွေးတွေကမွေးရပါအရေးချင်းတခုမဟုတ်ဘူးလေ့ကျင့်ပြိုးထောင်လို့ရတယ်ဒါကြောင့်မလို့စင်ဆက်မပြတ်လေ့ကျင့်ပြိုးထောင်မယ်ဆိုတဲ့တွန်းအားနဲ့တွားနေတဲ့အနေအထားမှာရှိပါတယ်ဒါကြောင့်မလို့သူတို့ကပုံမမြင်မားတဲ့အောင်မြင်မှုကိုစုပ်ကိုင်နိုင်တဲ့အနေအထားကိုရောက်နိုင်တဲ့သူတွေဖြစ်ပါတယ်နောက်တစ်ခုကတော့ကြိုးစားအားထုတ်မှုရဲ့အရေးပါမှုကိုအမြဲတမ်းအသိမှတ်ပြုတဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်မလို့လေ့လာမှုလုပ်ငန်းလုပ်ဆောင်မှုအားလုံးမှာကြိုးစားအားထုတ်မှုကို design မှတ် consistency ဖြစ်လုပ်ဆောင်တဲ့ဆိုတဲ့သဘောကိုတွေ့ရတယ်ဒါက growth mindset ရှိတဲ့သူတွေရဲ့အားသာချက်ဖြစ်ပါတယ်နောက်တစ်ခုကတော့ရှေ့မှာကျွန်တော်တို့ပြောခဲ့သလိုပဲအမားတွေကသင်ခန်းစာယူတယ်အမားတွေကိုအခွင့်အလမ်းတစ်ခုဖြစ်မှတ်ယူတယ်နောက်ဘယ်လောက်ပဲကျွန်တော်တို့ဒီအခက်အခဲတွေပဲဖြစ်ဖြစ် comfort zone ထဲမှာသူတို့မနေဘူး comfort zone ထဲကထွက်ပြီးတော့ fear zone ကိုသွားတယ် fear zone ကမှတစ်ဆင့်ကြောက်ရွံ့စရာအခက်အခဲတွေကြုံတွေ့သည့်တိုင်အောင်သူတို့ landing zone လို့ခေါ်တဲ့လေ့လာသင်ယူမှုကိုသူတို့ဆက်သွားတယ်ဒီကတစ်ဆင့် growth zone လို့ခေါ်တဲ့ဖွံ့ဖြိုးတိုးတက်မှုအနေအထားကိုရောက်တဲ့အထိသူတို့ဟာတွားတက်ကြတဲ့သူတွေဖြစ်ပါတယ်ဒါအပြင်သူတို့ဟာအများရဲ့အောင်မြင်မှုကိုလည်းမှုရိတာပွားနိုင်တဲ့သူတွေဖြစ်တယ်တခြားလူတွေရဲ့အောင်မြင်မှုကိုမနာလို့မဖြစ်ဘူးတခြားလူတွေရဲ့အောင်မြင်မှုကိုအားပေးထောက်ခံတဲ့သူတွေဖြစ်စေဒီအောင်မြင်မှုတွေကတစ်ဆင့်သူတို့ဘာတွေသင်ယူလို့ရမလဲဆိုတာကိုစဉ်းစားတတ်တဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်မလို့ရှုံးနိမ့်မှုကိုပဲတွေ့ကြုံသည်ဖြစ်စေအောင်မြင်မှုကိုပဲတွေ့ကြုံသည်ဖြစ်စေရှုံးနိမ့်ခြင်းအောင်မြင်ခြင်းနှစ်ရက်စလုံးပေါ်မှာသင်ခန်းစာယူပြီးတော့သူတို့ကရှေ့ကိုဆက်သွားနိုင်တဲ့သူတွေဖြစ်ပါတယ်ဒါဟာ growth mindset ရှိတဲ့သူတွေရဲ့အဓိကအားသာချက်ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီကုန်းချုပ်အနေနဲ့ကျွန်တော်ပြောရမယ်ဆိုရင်တိုးတက်တဲ့အတွေ့အခေါ် growth mindset ရှိခြင်းဟာလူတူးချင်းစီရဲ့ဘဝမှာအင်မတန်အရေးကြီးပါတယ်ဒီတိုင်းပါပဲအဖွဲ့အစည်းတစ်ခုလုံးရဲ့အခြေအနေရပ်တည်ချက်မှာလည်းအင်မတန်အရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်တိုးတက်တဲ့အတွေ့အခေါ်မရှိတဲ့လူတွေစုဝေးမိသွားရင်အဲ့ဒီအဖွဲ့အစည်းအဲ့ဒီရပ်ဝန်းဟာတိုးတက်မှုမရှိနိုင်ဘူးဆုံးရှုံးကျဆင်းမှုတွေဖြစ်နိုင်တဲ့အနေအထားကိုကြုံတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့လည်းတိုးတက်တဲ့အတွေ့အခေါ်ရှိတဲ့သူတွေဖြစ်အောင်ကြိုးစားဖို့လိုတယ် comfort zone တွေအရကြော်လွန်ပြီးတော့စိန်ခေါ်မှုအသစ်တွေရှိတဲ့ fear zone နဲ့ landing zone ကိုကျွန်တော်တို့တွားနိုင်ဖို့လိုတယ်ဒီအမှတစ်ဆင့်ပြီးတစ်ဆင့်သင်ခန်းစာရယူပြီးတော့ growth zone လို့ခေါ်တဲ့တိုးတက်မှုရပ်ဝန်းတွေကိုခြေချနိုင်ဖို့လိုတယ်ဘဝမှာဆက်လက်ရှောင်လန်းနိုင်ဖို့လိုတယ်ဆိုတာလေးကိုကျွန်တော်တို့ဒီနေ့ဒီနေရာမှာမျှဝေပေးခြင်းပါတယ်ဒီလိုမျိုးကျွန်တော်တို့ရှောင်လန်းနိုင်မှသာမိတ်ဆွေတို့အားလုံးရဲ့ daily life ဘဝနဲ့ပတ်ဝန်းကျင်လူအတိုင်းဝိုင်းရဲ့အနေအထားကလည်းပုံမကောင်းမွန်တဲ့အနာဂတ်ကိုရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်